ကတော့ဆရာမတို့ဒီအော်တိုဘာလအတွင်းမှာတောက်ကြသားသမီးကြုံတွေ့ရမယ်ဟော်ကိန်းတွေကိုပြောပေးမှာဖြစ်တယ်เนาะအဲ့တော့ဒီတောက်ကြသားသမီးတွေကဒီအော်တိုဘာလကာလလေးအတွင်းမှာပြောရမယ်ဆိုလို့ရှိရင်တော့လက်ရှိလုပ်နေတဲ့အလုပ်တွေပေါ်မှာမပြောရှင်းတာမျိုးလေးတွေကြုံရတတ်တယ်ဒါပေမဲ့ဒီလုပ်ငန်းလေးထဲမှာပေါ့เนาะပြဿနာလေးတွေကြုံတွေ့ရပြီးတော့ဒီပြဿနာရဲ့အတိတ်အနက်ကိုပေါ့เนาะကိုကကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်တဲ့အနေအထားမျိုးလေးထဲမှာကြုံရတတ်တယ်နောက်ပြီးတော့ကိုယ့်ထက်ပေါ့เนาะယာရုကြီးတဲ့လူတွေနဲ့လည်းပြဿနာတက်တာမျိုးလေးတွေကြုံရတတ်တယ်เนาะအဲ့တော့အခုကဒီတောက်ကြသားသမီးရဲ့အခြေခံကြမ္မာလေးကိုဆရာမဆက်ပြီးတော့ဟောပေးမယ်เนาะအဲ့တော့တောက်ကြသားသမီးရဲ့အခြေခံကြမ္မာလေးထဲမှာဒီလက်ရှိရှိနေတဲ့ရှိသူပေါ်မှာပေါ့เนาะလက်လွတ်ဖို့လဲကိုမှမဝင်ရဘူးပေါ့เนาะနောက်ပြီးတော့ခါကျတော့ဒီကိုရဲ့နောက်ွယ်မှာကိုမကောင်းကြောင်ပြောနေတဲ့သူတွေရှိနေတဲ့အတွက်ကြောင့်မလို့ကိုနဲ့သူနဲ့ကြားထဲမှာအခြေကအဆင်မပြေတာမျိုးလေးတွေဖြစ်နေလိမ့်မယ်เนาะနောက်ပြီးတော့အခုလက်ရှိဒီအော်တိုဘာလအတွင်းမှာကြုံတွေ့ရမယ်တောက်ကြသားသမီးတွေရဲ့ငွေကြေးကံကြမ္မာလေးပေါ့နော်အဲ့တော့ဒီငွေကြေးကံကြမ္မာလေးရာပြောမယ်ဆိုလို့ရှိရင်เนาะလက်ရှိမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေပေါ့နော်ပမာဏတစ်ခုလောက်ပဲဝင်ခင်းရှိတယ်ဒါပေမဲ့ဒီကာလာလေးထဲမှာပေါ့နော်ကိုလက်ရှိတောင်းချင်ရှိတဲ့ပတ်စံတွေကိုလိုက်ပြီးတော့ခါကြတော့တောင်းနေရတဲ့အတွက်ကြောင့်မလို့ပြင်ပန်းနေရတာမျိုးတွေတောင်းပန်ပြီးတော့ပြန်ရဖို့အတွက်ပေါ့နော်တောင်းဆိုနေရတာမျိုးလေးတွေကြုံရတတ်တယ်เนาะနောက်ပြီးတော့အခုလက်ရှိဒီကျမရဲ့အနေထားလေးကိုပြောပြမယ်เนาะအဲ့တော့ဒီနေ့ရဲ့ဒီလရဲ့ပေါ့နော်ဟော်ဂိမ်းလေးထဲမှာကျမရဲ့နဲ့ပတ်သက်ပြီးတဲ့ခါကျတော့ဒီကြောအောင်နာတွေနောက်ပြီးတော့ခါနဲ့ပတ်သက်တဲ့ယောဂဝေဒနာလေးတွေနောက်ပြီးတော့ဒီခြေထောက်နဲ့ပတ်သက်ပြီးတဲ့ခါကျတော့နေထိုင်ရင်ခိုင်မိတာမျိုးမီးပူလောင်တာမျိုးလေးတွေမတော်တဆမကြခဏကြုံတွေ့ရတတ်တယ်เนาะအဲ့တော့ဆရာမရဲ့ဟော်ဂိမ်းလေးတွေကိုနားထောင်ပြီးပြီဆိုလို့ရှိရင်ဆရာမရဲ့ page လေးတွေဆရာမရဲ့ Facebook account လေးတွေ TikTok account လေးတွေကို like and share လုပ်ပြီးတော့ follow ထားပေးဦးเนาะ